မင်္ဂလာပါဒီနေ့မှာတော့ grade 1 English စာ unit 7ကိုဆက်ပြီးတော့ဖတ်ပြမယ်နော်ရှေ့ရက်မှာ unit 60ဖတ်ပြပြီးပြီဆိုတော့ဒီနေ့ unit 7 English for our class ကျွန်တော်တို့အတန်းအတွက်အင်္ဂလိပ်စာဆိုတဲ့ဒီအခန်းကိုဆက်ပြီးတော့ဖတ်ပြမယ်ဒီအခန်းမှာကကြတော့ဒီအတန်းထဲမှာအတန်းထဲမှာတွေ့ရတဲ့အပြုအမူလေးတွေလုပ်ငန်းဆောင်တာလေးတွေပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေ့လာကြမယ်နော် Lessons 1 Stand up Listen and see နားထောင်ပြီးတော့လိုက်ပြောကြည့်မယ်လိုက်ပြောကြည့်မယ်နော် Sit down Sit down ထိုင်ပါထိုင်ပါ Sit down ဆိုတာထိုင်ပါတရယောက်ကကိုယ် Sit down လို့ပြောလို့ရှိရင်ကိုကထိုင်ရမယ်ဆိုတာကိုသိရမယ်နော်ဒီမှာကျန်တဲ့ဟာလေးတွေကိုလည်း like ဆိုကြည့်မယ် Sit down Sit down ထိုင်ပါ Stand up Stand up မတ်တရပါ Raise your hand Raise your hand လက်မြောက်ပါ Clap your hands Clap your hands လက်ခုပ်တီးပါ Open your book Open your book စာအုပ်ဖွင့်ပါ Close your book Close your book စာအုပ်ပိတ်ပါကဲအပေါ်ဟာလေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်က listen and add နားထောင်ပြီးတော့လိုက်လုပ်ကြည့်ပါတဲ့ဒီမှာဒီအပေါ်ပုံကပတ်သက်ပြီးတော့ပေါ့နော်အဲ့ဒီစာလေးအတိုင်းပဲပြောမယ်ကျန်တာကိုတော့ကလေးတွေကလိုက်လုပ်ကြည့်မယ်နော်ဟိုမှာဒီမှာ raise your hand ဆိုလို့ရှိရင်ဘာလုပ်ရမှာလဲလက်မြောက်ရမယ် clap your hands ဆိုလို့ရှိရင်ရောဘာလုပ်ရမှာလဲလက်ခုပ်တီးရမယ် open your book ဆိုဘာလုပ်ရမှာလဲစာအုပ်ဖွင့်ရမယ် close your book ဆိုရှင်ရောဘာလုပ်ရမှာလဲစာအုပ်ပိတ်ရမယ်အဲ့လိုလေးလိုက်လုပ်ကြည့်မယ်နော်ဒီဘက်မှာက practice လက်တွေလုပ်ကြည့်မယ်ကျောင်းသားတွေအချင်းချင်းလက်တွေလုပ်ကြည့်မယ်နော်တယောက်နဲ့တယောက်2ယောက်တတွဲဖြစ်ဖြစ်3ယောက်တတွဲဖြစ်ဖြစ်ပေါ့နော်တယောက်နဲ့တယောက်ကပြောတာကိုကြံတဲ့လူကလိုက်ပြီးတော့လုပ်ကြည့်မယ်နော်ဒီမှာကနမူနာပြထားတဲ့ raise your hand ဒါဆိုဘာလုပ်ရမှာလဲ raise your hand လက်မြောက်ရမယ် open your book open your book ဘာလုပ်ရမှာလဲစာအုပ်ဖွင့်ရမယ်ကျန်တာကိုလည်းလိုက်ပြီးတော့ပြောကြည့်မယ်လိုက်လုပ်ကြည့်မယ်နော် close your book ဆိုရင်ဘာလုပ်ရမှာလဲစာအုပ်ပိတ်ရမယ် sit down ဆိုရင်ဘာလုပ်ရမှာလဲထိုင်ရမယ်အဲ့လိုလေးပေါ့နော်လိုက်ပြီးတော့လုပ်ကြည့်ပါဒီဘက်က say and tick say and tick ဆိုတာဒီမှာပုံလေးတွေပြထားတယ်ဒီပုံလေးတွေဒီဒါဒီဘာလုပ်နေလဲဆိုတာကိုပြောကြည့်မယ်နော်နံပါတ်ဒီတပုံပထမအဆုံးပုံလေးဘာလုပ်နေလဲထိုင်နေတာနော်ထိုင်နေတယ်ဆိုတာကိုဘယ်လိုပြောလဲ sit down sit down ပြီးရင်ဒီမှာချစ်လိုက်မယ်နော်ဒါရောဘာလုပ်နေတာလဲမတ်တက်ရက်နေတာကိုဘယ်လိုပြောလဲ stand up stand up ဒီမှာရောသူဘာလုပ်နေတာတော့လက်မြောက်နေတာဒီဘယ်လိုပြောလဲ raise your hand raise your hand ဒီပုံမှာရောဘာလုပ်နေတာလဲလက်ခုပ်တီးနေတာလက်ခုပ်တီးနေဆိုလို့ရှိရင်ဘယ်လိုပြောတာလဲ clap your hands clap your hands ဒီပုံမှာရောဘာလုပ်နေတာလဲစာအုပ်ကိုဖွင့်တာကိုဘယ်လိုပြောတာလဲ open your book open your book ဒီမှာရောစာအုပ်ပိတ်တာကြတော့ဘယ်လိုပြောတာလဲ close your book close your book ရမလားပုံလေးတွေကြည့်ပြီးတော့ပြော